စပီမန်ဒီရဲ့ပရီးမီးယားလိအထွေအကြုံစပိန်လက်ရေးစင်ကွင်းတဲ့ကစားသမားစပီမန်ဒီကပြည်ခဲ့တဲ့နွေရာသီကအာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့ပေမဲ့ချစ်စမ်းပြနေပြီးအဓိကကစားသမားဖြစ်ရပ်တည်နေနိုင်ပြီပဲဖြစ်ပါတယ်။စိတ်ဘက်စတီယာမှာမွေးဖွားလာခဲ့တဲ့စပီမန်ဒီက2017ခုနှစ်မှာပဲမွေးရမြေကလပ်ဆူစီတဲ့အသင်းကိုရောက်လာခဲ့တာပါ။သူဟာ2019ခုနှစ်မှာဆူစီတဲ့အသင်းနဲ့အတူ professional ကစားသမားဘဝကိုစတင်ခဲ့ပြီးတော့အချိန်တိုအတွင်းမှာအဓိကကစားသမားဖြစ်လာခဲ့တာပါ။သူဟာဆိုစီတဲ့အသင်းအတွက်ပြိုင်ပွဲဆောင်ပွဲ200ကျော်ကစားခဲ့ပြီးတော့2020ပြည့်နှစ်မှာအသင်းနဲ့အတူကိုပါတရီဖလားကိုရယူနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နွေရာသီမှာတော့စူပီမန်ဂျီကကလရှိတ်ကစားလာတဲ့ဆိုစီတဲ့အသင်းကိုစွန့်ခွာခဲ့ပြီးတော့စပိန်နီးပြအာဒီဂျာရဲ့အာဆင်နယ်အသင်းကိုပေါင်56တန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါစူပီမန်ဂျီကအော်ဂုတ်လကစားခဲ့တဲ့2025-2026ရာသီပရီးမီးယားလိအဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုတကိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာအာဆင်နယ်အသင်းတွေပွဲရခဲ့ပါတယ်။သူဟာနော်တင်ဟမ်ဖော်တဲ့အသင်းကို3ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာအာဆင်နယ်အသင်းတွေပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပြီးတော့ပရီးမီးယားလိပွဲစဉ်9ပွဲအပြည့်မှာအမှတ်ပေးစရာကိုဦးဆောင်နေတဲ့အာဆင်နယ်အသင်းရဲ့ကွင်းလယ်အင်ဂျင်အဖြစ်ခြေစွမ်းပြနေတာပါ။ပရီးမီးယားလိပြိုင်ပွဲမှာ2လကျော်ကစားပြီးတဲ့နောက်မှာတော့စူပီမန်ဒီကဒေဂါရီယန်တင်းစာရဲ့အင်တာဗျူးမှာလာလီဂါနဲ့ပရီးမီးယားလိခြားနာမှုကိုအခုလိုပဲပြောပြခဲ့ပါတယ်။စပီမန်ဒီပြောတာကတော့ပရီးမီးယားလိမှာကစားဖို့ဆိုရင်တတိရှိဖို့လိုပါတယ်။ပွဲစဉ်တိုင်းမှာအစွမ်းကိုစ조사ဖို့လိုပါတယ်။ပရီးမီးယားလိပြိုင်ပွဲကပိုပြီးတိုက်ရိုက်ဆန်တဲ့စပိန်လာလီဂါမှာတော့ကစားသမားတွေကဘောလုံးကိုကင်ပြီးကစားလေးရှိပါတယ်။ပရီးမီးယားလိမှာတော့ဘောလုံးကင်ကစားတာမျိုးတိတ်မရှိပါဘူး။ကစားသမားတွေကဘောလုံးရရနဲ့တိုက်စစ်ဆင်ပြီးပေးပို့ကြတာပါ။အလဲအပြောင်းရွှေ့တွေအရန်မြန်ပြီးတော့ထိန်းချုပ်ဖို့အရန်ခက်ပါတယ်။ဒါကလာလီဂါနဲ့တိတာတဲ့ကွာကြားချက်ပါပဲ။ပြီးတော့ပရီးမီးယားလိမှာချက်ကံဘောတွေဖြစ်တဲ့ဂျောက်ကံဘောဖရီးကစ်တွေနဲ့လက်ပစ်ဘောတွေကအရန်အရေးပါပါတယ်ပရီးမီးယားလိမှာချက်ကံဘောတွေလက်ပစ်ဘောတွေကနေဂိုးတွေအများကြီးသွင်းတာကိုမြင်တွေ့ရပါတယ်ကျွန်တော်တို့မှာချက်ကံဘောတွေအတွက်ဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ကြားပေးတဲ့နည်းပြတွေရှိပါတယ်ချက်ကံဘောတွေအတွက်ကျွန်တော်တို့နေ့တိုင်းလေ့ကျင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်အသက်26နှစ်အရွယ်စူပီမန်ဒီကဒီယာဒီမှာအာဆင်နယ်အသင်းအတွက်ပြိုင်ပွဲဆောင်9ပွဲမှာ2ဂိုးသွင်းယူပေးထားတာပါအာဆင်နယ်အသင်းဟာပရီးမီးယားလိပွဲစဉ်9အပြည့်မှာရမှတ်16မှတ်နဲ့အမှတ်ပေးစရာထိတ်ဆုံးမှာဦးဆောင်နေပြီးတော့အောက်တိုဘာ18ရက်နေ့မှာပရီးမီးယားလိပွဲစဉ်10အပြည့်ဖူဝမ်အသင်းကိုအဝေးကွင်းမှာတွားရောက်ရှင်းပြိုင်မှာပဲဖြစ်ပါတယ်